အခုရှုဒီနေ့ပဲကထိန်တချင်းတပုတ်ထွက်တယ်ပေါ့နော်ဒါဒီလဇာမုံလာပြင်းနေတီကကထိန်ရာသီဖြစ်သွားပြီဆိုတော့လေကထိန်တချင်းလေးထုတ်ထားတယ်နောက်မှလည်းရှုတခြားတချင်းလေးတွေထုတ်ပေးဖို့ရှိပါတယ်အလူတချင်းတွေလည်းရှုလုပ်ဖို့တော့စီစဉ်နေပါတယ်ဟုတ်တယ်အဲ့အပိုင်းကတော့တိတ်အားမရအောင်ပေါ့နော်အခုရှုပ်ရှုပ်လာတဲ့အနုပညာလမ်းဆိုလို့ရှိရင်လည်းရှုပ်ငငယ်9နှစ်10နှစ်လောက်တည်းကရှုပ်အနုပညာစလုပ်ခဲ့တာဒါပေမဲ့အခုမှပြိတ္တကတတိထားမိတယ်တတိထားမိတဲ့အချိန်မှာလည်းတချင်းနဲ့လူနဲ့ကိုသူတို့မတွဲမိကြသေးဘူးပေါ့နော်တချင်းနဲ့လူနဲ့မတွဲမိကြသေးဘူးဆိုတော့အခုမှကိုကပြန်ပြီးတော့ဒီတချင်းကိုလိုက်ပြီးတော့မိတ်ဆက်နေရတော့ဒီတချင်းကသမီးဆိုတာပွဲရောက်ရင်အမြဲတမ်းပြောရတယ်တချင်းကရှေ့ဦးလေးဆိုတာပါရှင်းဆိုလို့တကူတကပြောနေရတဲ့အချိန်ကြီးပေါ့နော်အဲ့တော့အဲ့ဒါလေးကိုပြိတ္တကကို recognize လုပ်မိစေခြင်းနဲ့ပြိတ္တကိုအတိမတ်ပြတာလေးတော့ခံကျင်တာပေါ့နော်ဟုတ်တယ်ဘသူမှမသိဘူးဖြစ်နေတာတချင်းကပေါက်တယ်တချင်းနဲ့လည်းစော်တယ်တချင်းကိုလည်းကြိုက်ကြတယ်ဒါပေမဲ့တချင်းကဘသူဆိုထားမှမသိဘူးဒီတချင်းဆိုတာရှေ့ဦးလေးပါယူချောချောနဲ့ကောင်းပါလေးပါလို့ဆရာဘယ်လိုကောင်းလေးပေးလဲဒီချင်းကိုလေးဖြစ်သွားတယ်ဆရာကတော့ဝမ်းသာနေရပါတော့ဆရာကတော့ဘယ်တပည့်ပဲဖြစ်ဖြစ်တော့ပေါက်သမျှသူရေးတဲ့တခြင်းတွေပေါက်တယ်ဆိုရင်တော့ဆရာကတော့အမြဲတမ်းပီတိဖြစ်တာပေါ့ဝမ်းသာတာပေါ့ဆရာအခုလည်းလှမ်းပြောတယ်သမီးတခြင်းလေးကိုပြန်စော့နေကြပြန်ပြီနော်တဲ့ဟုတ်တယ်ဆရာလို့အဲ့ဒါသမီးတော့တကူတကမတင်ရဘူးလို့သူတို့ကသူတို့အပ်တက်ပြီးတော့သူတို့ကသူတို့ idea ရပြီးတော့ပြန်စော့ကြတာပြန်ဖော်ထုတ်ပြီးပြန်စော့ကြတော့လို့အခုတော်တော်ပေါက်နေရဆိုဆရာလည်းအရင်ဝမ်းသာနေရပေါ့ဟုတ်